Sub motivation အတွက်နီလန်းတရားစာအုပ်ထဲကနံပါတ်1အချက်ဖြစ်တဲ့တေကန်ဤအချိန်ကိုစိတ်ကူးပုံဖော်ကြည့်ပါဆိုတဲ့အချက်ကိုဖတ်ပြပေးပါမယ်ရှင်။နံပါတ်1တေကန်ဤအချိန်ကိုစိတ်ကူးပုံဖော်ကြည့်ပါ။လွန်ခဲ့တဲ့နှစ်နေငယ်တုန်းကကျမဟာစိတ်ကူးထုံးပညာရှင်တယောက်နဲ့အတူအလုပ်လုပ်ရင်သူမရဲ့တေကန်ဤအချိန်စိတ်ကျင့်စဉ်တစ်ခုကိုလေ့လာခွင့်ရခဲ့ပါတယ်။သူမကကျမကိုကိုယ်တိုင်တေကန်ဤအရာပေါ်မှာလေးလျောင်းနေရတယ်လို့ရှင်းရှင်းလင်းလင်းစိတ်ကူးကြည့်ခိုင်းပြီးတေဆုံးခြင်းနှုတ်ဆက်ခွဲခါခြင်းတို့နဲ့ပတ်သက်တဲ့ခံစားချက်တွေကိုအပြည့်အဝခံစားကြည့်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ကျမဘဝမှာအရေးပါတဲ့သူတွေကိုစိတ်ထဲကနေတယောက်ချင်းစီဖိတ်ခေါ်ပြီးဂရင်နာကိုလာခိုင်းဖို့ပြောပါတယ်။မိတ်ဆွေတွေဆွေမျိုးတွေတယောက်ပြီးတယောက်လာကြည့်ကြတာကိုစိတ်ကူးပုံဖော်ရင်သူတို့ကိုအတန်ထွက်ပြီးစကားပြောခဲ့ရပါတယ်။ကျမတေကန်ဤအချိန်မှာသူတို့သိစေချင်တဲ့အရာတွေကိုပြောပြခဲ့ရတာပါ။လူတယောက်ချင်းစီကိုစကားပြောနေရင်နဲ့ကျမအတန်နဲ့တုံးခါလာပြီးမထိန်နိုင်မဲငိုချမိပါတော့တယ်။မျက်ဝန်းတွေမျက်ရည်တွေပြည့်ရှံလာပြီးဆုံးရှုံးမှုဝေဒနာကိုအပြင်းထန်ခံစားရပါတယ်။ကျမဝမ်းနဲ့ပူဆွေးနေတာကကိုယ့်အသက်ဆုံးရှုံးရတော့မှမလို့မဟုတ်ပါဘူး။ဆုံးရှုံးရတော့မယ့်အချစ်တွေကြောင့်ပါ။ပို့ပြတိတိကျကျပြောရရင်တခါမှထုတ်ဖို့မပြောပြခဲ့တဲ့အချစ်တွေကိုဆက်သွယ်ဖို့ပြခဲ့မရတော့မှကိုဆိုလိုပါ။ဒီခက်ခဲတဲ့ကျင့်စဉ်ကိုလုပ်နေတော့မှကျမဘဝမှာဘလောက်တောင်အရာရာကိုခြံလှပ်ထားခဲ့လေဆိုတာတကယ်မြင်လာရပါတယ်။ဥပမာပြောရရင်ကျမရဲ့တာသမီတွေပေါ်ထားရှိတဲ့အံ့ဩစရာကောင်းတဲ့ခံစားချက်တွေကိုသူတို့သိအောင်တခါမှထုတ်ဖို့မပြောပြခဲ့မိပါလားဆိုတာပါပဲ။ဒီကျင့်စဉ်အဆုံးမှာတော့ကျမဟာစိတ်လှုပ်ရှားမှုတွေကြောင့်ဖျို့ဖျဲဖြစ်နေခဲ့တယ်။ကျမဘဝမှာအဲ့လောက်ထိဟိုဟင်းငိုကြည့်ခဲ့ဘူးတာရှားပါတယ်။ဒါပေမဲ့အဲ့ဒီခံစားချက်တွေကြည်လင်သွားတဲ့အခါအံ့ဩစရာကောင်းတဲ့အရာတစ်ခုဖြစ်လာပါတယ်။ကျမစိတ်တွေရှင်းလင်းသွားတယ်။ဘာကအရေးကြီးဆုံးလဲဘသူကငါအတွက်အရေးပါလဲဆိုတာကိုသိချင်သိပါတယ်။ဒီဆုံးချင်းကအသက်ရှင်ခြင်းတက်ပို့ပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုပထမအကြိမ်ဖြစ်ကျမနားလည်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးဘာကိုမှကန်တရားပေါ်ပုံမချထားဖို့ကျမတဏိဋ္ဌံချလိုက်တယ်။ဘယ်စကားကိုမှရင်ထဲမှာခြံလက်မထားခဲ့ဘူးဆုံးဖြတ်ခဲ့တယ်။အချိန်မြေတင်ဆုံးသွားနိုင်တယ်လို့ဘဝကိုရှင်းတန်ခဲ့ပါတယ်။အဲ့ဒီအတွေ့အကြုံတစ်ခုလုံးကကျမတခြားသူတွေနဲ့ဆက်ဆံတဲ့ပုံစံကိုလုံးဝကိုပြောင်းလဲပစ်ခဲ့တယ်။ပြီးတော့အဲ့ဒီကျင့်စဉ်ရဲ့ထူးခြားတဲ့အချက်ကိုလည်းကျမကောင်းကောင်းသဘောပေါက်သွားပါတယ်။အဲ့ဒါကတော့ငါတို့ဟာသင်မျိုးတွေပဲဆိုတဲ့အတိကနေရတဲ့အကျိုးကျေးဇူးကိုရဖို့အတွက်တကယ်သိကန်ဤအချိန်ကြီးစောင့်စရာမလိုပါဘူးဒီအတွေ့အကြုံကိုမိစိတ်ကြိုက်အချိန်မြေဖန်တီးယူလို့ရပါတယ်အဲ့ဒီနောက်နှစ်ငယ်ကြာမှာကျမအမေတိတ်ဆုံးခံနေအချိန်ကြီးဖြစ်နေတဲ့အချိန်မှာကျမသူ့အနာကိုအပြေးလွှားသားခဲ့တယ်အမေလက်ကလေးကိုစုပ်ကိုင်းပြီးကျမအပေါ်ထားခဲ့တဲ့ကျေးဇူးတွေနဲ့မေတ္တာကိုအချင်းချင်းပြပြခဲ့တယ်အမေတကယ်တိတ်ဆုံးသွားတဲ့အခါကျမရဲ့ဝမ်းနည်းပူဆွေးမှုကပြင်းထန်ခဲ့ပေမဲ့တိတ်တော့မကြလိုက်ပါဘူး။ရပိုင်းအတွင်းမှာပဲအမေရဲ့ကောင်းမြတ်တဲ့အရာတွေအလုံးဟာကျမထံကိုဆေးဝင်လာပြီးတော့မေတ္တာဝိညာဉ်အဖြစ်ထာဝရကိန်းအောင်နေတော့မယ်လို့ခံစားလိုက်ရပါတယ်။ကျမအဖေမကွယ်လွန်ခင်တစ်နှစ်ခွဲအလိုမှာတော့ကျမဘဝအပေါ်အဖေပံ့ပိုးပေးခဲ့တာတွေနဲ့ပတ်သက်ပြီးစာတွေကြပြတွေစတင်ပြပို့ခဲ့ပါတယ်။အဖေကသူ့ရဲ့နောက်ဆုံးလတွေကိုနာတာရှည်ယောဂဝေဒနာနဲ့ရှင်သန်ရင်ကွယ်လွန်ခဲ့တာမို့လူချင်းတွေ့ပြီးရောစကားပြောဆိုဆက်ဆံဖို့မလွယ်ကူခဲ့ပါဘူးဒါမဲ့အဖေမှာဖက်စရာစာတွေကြပြတွေရှိနေခဲ့တာကိုကျမအမြဲသဘောကျမိပါတယ်ဒီတစ်ခါကကျမအဖေများနေကြပြတပုတ်ပို့ပြီးတော့အဖေကိုဖုန်းဆက်ပြီးတော့အဖေကဖုန်းဆက်လာတယ်ဟေ့ငါလည်းကြည့်ရတာအဖေဆိုကြီးတော့မဟုတ်ခဲ့ပါဘူးနော်လို့ပြောခဲ့တယ်ကိုမသေးတော့မဲ့အလားဟန်ဆောင်နေခြင်းကဘဝရဲ့ပျော်ရွှင်မှုကိုပျက်စီးစေပါတယ်။အဲ့ဒါကဘတ်စကတ်ဘောကစားသမားတယောက်ကသူကစားနေတဲ့ပွဲမှာအရှိန်ကုန်ဆုံးခြင်းမရှိတော့သလိုမျိုးဟန်ဆောင်ကစားနေရတဲ့အတူတူပါပဲ။အဲ့ဒီကစားသမားကသူ့ရဲ့ဇွဲလုံးလကိုချော့ချမိသွားမယ်။ပြင်းရတဲ့ကစားကွက်မျိုးကိုသုံးလာမယ်။နောက်ဆုံးမှာတော့ဘာမှပ
ပျော်စရာမရှိတော့ပဲလမ်းဆုံးသွားခဲ့မှာပါအဆုံးသက်ဆိုတာမရှင်ပွဲဆိုတာလည်းမရှိနိုင်ပါဘူးတေဆုံးခြင်းကိုသတိမမူမိပဲနဲ့ဘဝဆိုတဲ့လက်ဆောင်မှုကိုအပြည့်အဝတမိုးမထားနိုင်ပါဘူးဒါပေမဲ့ကျမတို့အများစုကကျမအပါဝင်ပေါ့ကျမတို့ရဲ့ဘဝပွဲစဉ်ကဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးဟန်ဆောင်နေကြတော့မယ်စိတ်ပါလာမဲ့တနည်းနည်းကြရင်တော့ကြီးကျယ်တဲ့အရာတွေကိုလုပ်မယ်ဆိုပြီးအမြဲစီစဉ်တတ်ကြတယ်ကျမတို့ရဲ့ရွေချက်တွေအိမ်မက်တွေတနည်းကြရင်ဆိုတဲ့စိတ်ကူးရင်ကြိုးပေါ်မှာပို့ထားကြတယ်တနည်းနည်းကြရင်ဒါလုပ်မယ်တနည်းနည်းကြရင်ဟိုဟာလုပ်မယ်ဆိုပြီးတော့ပြောနေမိကြတာပေါ့မိမိရဲ့သိဆုံးခြင်းကိုရေးဆိုင်မှုအတွက်ဘဝတစ်ခုလုံးကုံဆုံးသွားတဲ့အထိစောင့်နေစရာမလိုပါဘူးတကယ်တော့မိမိရဲ့နောက်ဆုံးအချိန်ကိုတေကန်ဒီအရာပေါ်မှာကွငွန်းကွက်ကွက်စိတ်ကူးပုံဖော်ခြင်းကစမ်းကြဲတဲ့ခံစားချက်တစ်ခုကိုဖန်တီးပေးပါတယ်အဲ့ဒါကတော့အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသလိုခံစားချက်မျိုးဖြစ်ပြီးတော့ကြောက်ရွံ့မှုကင်းတဲ့ကိုတွန်းအားပေးခြင်းရဲ့ပထမရှေ့လမ်းပဲဖြစ်ပါတယ်ဘဝကိုလေးလေးနက်နက်ရှင်းသက်နေသူမှာတည်ခြင်းတရားကိုကြောက်ရွံ့စိတ်မရှိကြပါဘူး